ထက်ဆရာကြီးတွေကမနောကနေဆက်သွယ်လာစေနိုင်တယ်လို့မထင်မရှားဆက်သွယ်လာစေမဲ့တရဏဂုံမော်ကြောင်းမော်အောင်သွားခဲ့ရင်အထက်ဆရာကြီးတွေနဲ့လက်တွဲခွင့်ရရှိနိုင်ပြီးဈေးကုသခြင်းကိုလည်းလှုပ်ဆောင်စေနိုင်မဲ့တရဏဂုံမော်ကြောင်းမင်္ဂလာပါဒီတကဓမ္မမိတ်ဆွေတွေကိုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့အထက်လမ်းပညာရပ်တစ်ခုလည်းဖြစ်တယ်လို့ဝိဇ္ဇာလမ်းကိုရှောက်ချင်သူတွေအတွက်တရဏဂုံမော်ကျင့်စဉ်အကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့မေတ္တာရက်ခံချင်ပါတယ်ဒါဆိုရင်အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်တရဏဂုံနဲ့ပတ်သက်လို့လော်ကီနယ်ပယ်မှာပရိစိတ်အထိတ်တန့်ကျင့်စဉ်တွေအပါအဝင်တရဏဂုံမော်ကျင့်စဉ်တွေလည်းအမျိုးမျိုးရှိကြပါတယ်ဒီတဲကမှလူများလှုပ်ဆောင်လို့ရနိုင်တဲ့တရဏဂုံမော်ကျင့်စဉ်တစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီမော်ကိုအောင်တဲ့အခါမှာအထက်ဆရာကြီးတွေနဲ့လက်တွဲခွင့်ရရှိနိုင်မှာဖြစ်တယ်လို့ထွက်ရက်လမ်းရဲ့အစပထမဦးဆုံးခြေလမ်းလည်းဖြစ်စေနိုင်ပြီးတရဏဂုံတီကစေကုသခြင်းကိုလည်းလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်တရဏဂုံမော်တက်မြောက်ဖို့အတွက်ကျင့်စဉ်မစတင်ခင်ပထမဆုံးတစ်လကြိုတင်ပြီးတက်လို့စားကတရားထိုင်ပေးရမှာဖြစ်ပါတယ်ဒီအတော်တွင်မှာတရဏဂုံကိုနေ့စဉ်စောင့်တည်ပြီး၅ပါးတီလာကိုလည်းမကျိုးမပေါက်အောင်စောင့်ထိန်ရမှာဖြစ်ပါတယ်အကယ်၍တီလာကျိုးပေါက်ခဲ့ရင်အစကနေတစ်လတိတိပြန်စလုပ်ရပါမယ်တစ်လပြည့်ပြီဆိုရင်တော့တနင်္ဂနွေနေ့မနက်9:00 နာရီမှာကိုလက်တန့်စင်ကတရဏဂုံတီပြီး၅ပါးတီလာခံယူကအခုပြောပြပေးမယ်ဂါရာကို၃ခေါက်တိတိရွတ်ဆိုပေးရမှာဖြစ်ပါတယ်အစ္ဆတကေပောနာပေတံဗုဒ္ဓံတရဏံကိစ္ဆာမိအစ္ဆတကေပောနာပေတံဓမ္မံတရဏံကိစ္ဆာမိအစ္ဆတကေပောနာပေတံတန်ငံတရဏံကိစ္ဆာမိဒီဂါရာကို၃ခေါက်တိတိရွတ်ဆိုပေးပါပြီးရင်တော့အခုလိုသစ္စာပြုရွတ်ဆိုပေးရမှာဖြစ်ပါတယ်အသက်ရှည်သမျှကာလပတ်လုံးသုံးပါသောတရဏဂုံကိုထက်ကြမကွာစီးကပ်ကိုးကွယ်ပါ၏ဤသစ္စာစကားမှန်ကိုဆိုပါသောကြောင့်မနှောင့်ဘေးရန်ခတ်သိမ်းကင်းငြိမ်ချမ်းသာမင်္ဂလာတိုးတက်ကြက်တီဖုံးတန်းလုံပွင့်လန်းလျက်အကျမ်းတရေမှီဝဲနေသည့်သူအပူအစာဗျာပါဒုက္ခရှိသမျှကိုငါကပျောက်စေဆိုထွေစကားကြားကမနေပြေပျောက်စေ၍ရွှေငွေကြေးတန်ဒံပြရာတော့ကျွတ်စိန်စေတံခဲယံဒုတ်တာဓများစွာလဲညိုပြနီးရွှေအထွေထွေလာလာစေးတကာနဲ့ငါသာလုံလဲမယုံမသွေရွှေငွေကြောက်တံဖြစ်စေသောစပူမြေပြင်မြင်မြင်သမျှပင်ရုပ်ခလည်းကိနဖာလာများလာစွာသည်လက်တာအမိငါကိုင်မိကစေးထီမလို့အမျက်မွန်စွာစိတ်လိုရာကိုပါစေသော9000ရှေးချာသာသနာကိုစောင့်မှအညီဒေဝီဒေဝစသည့်အများနမင်းများလဲစကားနှုတ်ဆက်ငါကိုပတ်၍အသက်ထက်ဆုံးမစေသောမကောင်းမရာငါအားစိုးကြံရန်လဲလိုမှုထိုသူကိုသုံးလူချစ်ရှင်တကိုးအိမ်နှင့်နတ်ရှင်တစုဝင်းကျင်ပြုတ်လျက်ထောင်းထုတက်ရိုက်ငါလျင်တိုက်လဲလိုက်လစင်စေသောအနီအဝေးခရီးတတတစ်မကြာစိတ်ပါကိုရောက်အောက်ထက်တွင်ပြင်ထွက်ဝင်လူလာနာနာဒီပရူပနိကေအသွဲသွဲကိုရွှေတိုင်ငါဝယ်ပြီးစေသောအောင်နမောဗုဒ္ဓဓမ္မာတန်ခါအားကိုငါအားကိုးကွယ်လျင်တည်းကောင်းကျိုးချမ်းသာမင်္ဂလာသည်မခွာနေတိုင်းလာစေသောအခုလိုရွတ်ဆိုပြီးရင်တော့တရဏဂုံ၃ပါးကိုထမ်းရွက်မှရေးကမီးရှို့ပြီးပြာကိုနတ်တာ၅ပါးရေးနဲ့ပျော်တောက်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့တရဏဂုံကိုမိမိတက်စစ်ရွတ်ပြီးအစီရင်ကိုအဆုံးသတ်နိုင်ပါပြီအခုပြပြပေးခဲ့တဲ့တရဏဂုံမော်ကျင့်စဉ်ကိုလှုပ်ဆောင်ပြီးရင်လေတလားတီတီနေ့စဉ်တရဏဂုံစောက်တည်ပြီး၅ပါးတီလာထိန်းကတက်လို့စားပေးရမှာဖြစ်ပါတယ်အဲဒီကအထက်ဆရာကြီးတွေကမနောကဆက်သွယ်လာခြင်းအပြင်လောကတွင်မထင်မရှားအသွင်နဲ့ဆက်သွယ်ခြင်းတွေကိုပြုလုပ်လာစေမှာဖြစ်ပါတယ်ဟုတ်ကဲ့ဓမ္မမိတ်ဆွေလောကီလူသားတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာ